အားလုံးမင်္ဂလာပါနော်ညီကိုတယောက်ကျွန်တော်မေးတာတော့ဗောနော်ဒီတပတ်စစ်ဗောနော်တပတ်စစ်2525နဲ့ပတ်သက်တဲ့အချက်လက်ဗောနော်ကျွန်တော်မေးတာတော့ဗောနော်ကျွန်တော်ဒီနေ့လာရှင်းပြမှာဗောနော်ဒီဘယ်လိုမျိုးပုံစံတွေကရောင်းရလဲဗောနော်နောက်ပြီးတော့ဒီဘယ်နေရာကြည့်ရမလဲဗောနော်အသေးစိတ်ဗောနော်ကျွန်တော်လာရှင်းပြမှာဗောနော်ဒီစာအုပ်ထဲကအချက်လက်နဲ့ကျွန်တော်ကြည့်ပြီးတော့ညီကိုတို့ရှင်းပြမှာဗောနော်ညီကိုတို့နဲ့ကျွန်တော်လည်းတူသွားကြည့်ကြအောင်ဗောနော်ကဲဒီစာအုပ်ထဲကအချက်လက်နဲ့ဗောနော်ကျွန်တော်ပြမယ်ဗောနော်ညီကိုတို့ကျွန်တော်လည်းတူသွားကြည့်ကြအောင်ဗောနော်ဘယ်နေရာမှာကြည့်ရမလဲဗောနော်ကျွန်တော်အသေးစိတ်ရှင်းပြအောင်ဗောနော်ဒီအပြားတော့ကြည့်ရတော့နည်းနည်းခက်နော်ဒါပေမဲ့ကျွန်တော်ရေစောဒီရိုးပြားနဲ့ပြပေးမှာဗောနော်ဒီပြားနော်တပတ်စစ်ဗောနော်ဒါတပတ်စစ်2525ဗောနော်ခုနှစ်ဒီအနောက်မှာကျတော့ကြောင်းပုံနေဗောနော်ဒီတပတ်စစ်ဗောနော်ဒီတပတ်စစ်မှာကျတော့ဒီနေရာမှာအကျွေးစစ်မှာကြည့်ရင်တော့ခုနှစ်တစ်မျိုးပဲရှိတယ်ဗောနော်ဒါပေမဲ့ဒီနေရာမှာကြည့်ရတော့ခုနှစ်၄မျိုးရှိတယ်ဗောနော်အဲ့ဒါကိုကျွန်တော်ရှင်းပြပါတော့ဒီခုနှစ်2525 26 29 28တွေကြာ၄မျိုးရှိတယ်ဗောခုနှစ်ကဘယ်နေရာမှာကြည့်ရမလဲဆိုတော့ဒီနေရာမှာကြည့်ဒီနေရာမှာဒီအကျွေးစစ်အားမှာနော်ဒီအားမှာဗောဒီသေးလေးမှာဗောနော်အဲ့ဒီနေရာမှာခုနှစ်ပြန်ရထားတာဗောနော်ဒီခုနှစ်2525တော့ဗောနော်26တော့29 28ဗောနော်ဒီနေရာမှာရထားတာဗောနော်ဒီအားမသေးလေးမှာရထားတာဗောနော်ဒီအားကလို့သေးလေးပါကဲကျွန်တော်ဒီထောက်ထားတဲ့ရတဲ့ကြည့်မှာဗောနော်တပတ်စစ်ဗောနော်ဒီ2525မှာကျတော့ဒီအရတဲ့ဗောနော်4တန်းနဲ့3,500ပြားရှိတယ်ဗောနော်သူရပေါ့စီကတော့ပဲ150လောက်ကျတာဗောနော် UNC ဗောနော်ဒီ2526မှာကျတော့အရတဲ့ကတော့ဒီ38တန်းကျော်ရှိတယ်ဗောနော်UNC ပေါက်စေ50ဗောနော်ဒီ2529မှာကျတော့တန်းပေါင်း108တန်းရှိတယ်ဗောနော် UNC ကတော့30ရှိတယ်ဗောနော်2528မှာကျတော့တန်းပေါင်း105တန်းရှိတယ်ဗောနော် UNC 30ဗောနော်ဒီနေရာမှာကြည့်မယ်ဆိုရင်တော့သူကရှားစိုးခုနှစ်ကတော့2525ဗောနော်သူကထောက်ထားရတဲ့ကတော့4တန်းကျော်ပဲရှိတယ်ဗောနော်ဒီနေရာမှာ UNC 150ရတာဗောနော်ဒီခုနှစ်နေကြတော့လေကျွန်တော်ခုနကပြောထားသလိုပဲเนาะဒီနေရာမှာကြည့်ပေါ့เนาะဒီနေရာမှာခုနှစ်သေးသေးလေးရှိတယ်เนาะဒီနေရာမှာဒါမှကင်ဗလာနဲ့ကြည့်မှရမှာဒီကျွန်တော်တို့မျက်လုံးနဲ့ကြည့်ရမမြင်ရပါတော့ဒီနေရာမှာသေးသေးလေးရထားတာပေါ့เนาะခုနှစ်ရထားတာ25 26 29 28ပေါ့เนาะဒါမှဒီရှားပါတဲ့အပြားတော့ဒီနေရာပေါ့เนาะဒီအပြားပေါ့เนาะရှားပါတဲ့အပြားဒါမှခုနှစ်ရတော့တူပဲเนาะခုနှစ်ကတော့1525เนาะတူပဲဘယ်နေရာမှာကွာပါလဲဆိုတော့ပရင်မှာကွာတယ်ဗောနော်ပရင်သေးနဲ့ကြီးမှာကွာတယ်ဗောနော်ဒီအပြားတော့ပရင်ကောင်းသေးဗောနော်ပရင်အသေးဗောနော်ပရင်သေးနဲ့ကြီးကညီကိုတို့ဒီမှာကြည့်ဗောနော်ဒါတော့ပရင်သေးတော့ကျွန်တော်ပြပါဒီမှာကျတော့ပရင်ကောင်းကြီးဗောနော်သူကအနေငယ်လေးကွာတယ်ဗောနော်ညီကိုတို့ကြည့်ရမတက်တဲ့ရင်တော့ကျွန်တော်ဒီခွဲခြားတဲ့နည်းကိုကျွန်တော်ဒီ comment မှာပြန်ချတာပြောပါတော့ဒီပရင်ကောင်းသေးနဲ့ကောင်းကြီးပါနော်ဒီပရင်ကောင်းသေးအပြားမှာကျတော့ထောက်လုပ်ထားတဲ့ရွက်တက်တော့မရှိဘူးပေါ့နော်ဘာဖြစ်လို့မရှိလဲဆိုတော့သူတို့ကဒီအရွက်တက်ဘယ်လောက်ရှိလဲဆိုတာမသိထားလို့ပေါ့နော်အတိအကျမသိဘူးပေါ့နော်ရွက်တက်ဘယ်လောက်ရှိလဲဆိုတာအဲ့ဒါကြောင့်ထောက်လုပ်ထားတဲ့ရွက်တက်မထက်တာပေါ့နော်ဒီမှာယူပေါက်စီပေါ့နော်ပေါက်စီကတော့1000ကနေ12000တိရှိတယ်ဗောနော်ဒါတော့အရင်တော့ပတ်စီကိုပြောတာနော်အခုလည်းရှိတော့စေးရတော့ဒီ1000ကနေ3000ဝန်းကျင်လောက်ပဲရှိတယ်ဗောနော်ဒါတော့ဒီနှစ်ပတ်စစ်နှစ်ပတ်တဲ့အချက်လည်းဗောနော်ခဏတော့ကျွန်တော်ပြောပြထားတာကျတော့ဒီတပတ်စစ်ဗောနော်တပတ်စစ်ခုနှစ်2525နဲ့ပတ်သက်တဲ့အချက်လည်းဗောနော်ဘယ်လိုမျိုးပုံစံတွေကရောင်းကြလဲဆိုတာကျွန်တော်အသေးစိတ်ရှင်းပြထားတယ်နော်ဒီလိုညီကိုတို့စီမှာရှိတယ်ဆိုရင်တော့ရောင်းရှင်းတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ Messenger ထဲမှာပို့လေးပို့တာပဲပေါ့နော်ကဲလို့ကျွန်တော်ဒီပြောထားတဲ့အတန်းတူတယ်ဆိုရင်တော့ကျွန်တော်ဝယ်ပေးတယ်ပေါ့နော်ကျွန်တော်ဒီတကယ်လို့ညီကိုတို့ပို့လာတဲ့အပြာတော့ကျွန်တော်ပြောတဲ့အတန်းမတူပေါ့နော်စေးမရှိဘူးဆိုတော့ကျွန်တော်စာမပြန်ပေါ့နော်ကြည့်ပဲပေါ့နော်ကျွန်တော်စာမပြန်ဘူးအားလုံးကျေးဇူးပါ